ညောင်လေးပင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူတွေကိုကယ်ထုတ်တဲ့စစ်စင်ရေးအဖြစ် PDF နဲ့ KNLA ပူးပေါင်းတပ်တွေကဆောင်ရွက်ခဲ့ရာစကားစတပ်ဖွဲ့ဝင်10ဦးထက်မနည်းသေဆုံးပြီးပြည်သူ300ကျော်ကိုကယ်ထုတ်နိုင်ခဲ့တဲ့အပြင်တော်လှန်ရေးရဲဘော်17ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကဓားစာခံအဖြစ်ဖမ်းဆီးထားတဲ့ပြည်သူ300ကျော်ကိုကယ်တင်ဖို့အတွက်ပြည်သူကိုကယ်ထုတ်သောစစ်စင်ရေးအဖြစ်ဆောင်ရွက်ခဲ့ရာစစ်ကောင်စီတပ်ပတ်မှ10ဦးကျော်သေဆုံးပြီး20ဦးထက်မနည်းအပြင်းဆက်ဦးကျော်သေဆုံးပြီး20ဦးထက်မနည်းအပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။အဆိုပါစစ်စင်ရေးအတွင်းအကြမ်းဖက်စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ300ကျော်ကိုကယ်ထုတ်နိုင်ခဲ့ပြီးပဲခူးတိုင်းစစ်ဌာနမှရဲဘော်9ဦး KNO နိုင်ခဲ့ပြီးပဲခူးဦး KNLA တပ်ရင်း9နဲ့တပ်ရင်း9မှရဲဘော်2ဦးမြင့်မြတ်စွာကြာဆုံးခဲ့ပြီး9ဦးအပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်စင်ရေးကိုပဲခူးတိုင်းစစ်ဌာနလော့ဗျူဟာ25ကုတ်ကဲမှုအောက်ရှိ3900နှစ်တပ်ရင်းယူ Spring Warriors တပ်ရင်းယူအထူးကွန်မန်ဒိုတပ်ရင်းယူဗျူဟာ26ကုတ်ကဲမှုအောက်ရှိတော်ဝင်တောင်းတပ်ရင်းယူတော်ကြီးကန်းတပ်ရင်းယူ3903တပ်ရင်းယူ3903တပ်ရင်းယူ3903တပ်ရင်းယူ KNLA ကွန်မန်ဒိုတပ်ဖွဲ့များယူ KNLA တပ်ရင်း9ယူတပ်ရင်း9နဲ့ရိုးတပ်ရင်း9နဲ့ဒရုန်းတပ်ဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ပြည်သူ300ကျော်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ပူးပေါင်းတပ်တွေကလွတ်မြောက်ရာဒေသတွေသို့ထိခိုက်မှုမရှိဘဲဘေးရန်ကင်းစွာကူညီပို့ဆောင်ပေးခဲ့တယ်လို့ NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။